ရိษံမျိုးစုံနေထိုင်ကျက်စားတဲ့တောအုပ်လေးထဲမှာတော့တွင်စီးဆင်းနေတဲ့ချောင်းလေးရှိပြီးအဲ့ဒီဘေးနှစ်ဖက်မှာတော့စိမ့်ဆူနေတဲ့အပင်တွေကဖုံးလွှမ်းနေပါတယ်။ချောင်းလေးရဲ့တစ်ဖက်ကတောအုပ်လေးထဲမှာတော့မြောက်တွေနေထိုင်ကျက်စားရနေရဖြစ်ပါတယ်။အဲ့ဒီမြောက်တွေကတော့တာမန်မြောက်တွေထက်ခွန်အားကြီးပြီးအကောင်လည်းကြီးပါတယ်။တနေရာကနေတနေရာထိအဝေးကြီးကိုပြေးခုန်နိုင်ကြပါတယ်။အဲ့ဒီနေရာမှာကျက်စားနေထိုင်ကြတဲ့မြောက်တွေဟာကြောက်တုံးတတုံးပေါ်ကနေတတုံးခုန်ကူးကြရင်တစ်ဖက်ကန်းကိုရောက်အောင်သွားကြလိမ့်ရှိပါတယ်။မြောက်တွေကတော့ချောင်းကိုကူးပြီးတစ်ဖက်တောအုပ်လေးထဲမှာအဆောင်ရှားကြပါတယ်။သူတို့ကအခုလိုချောင်းကိုဖြတ်ပြီးသွားလာရတာကိုအလွန်ပြောကြပါတယ်။အဲ့ဒီချောင်းထဲမှာလည်းမိချောင်းတွေရှိပြီးတော့ချောင်းကိုအမေပြုနေထိုင်ရင်အဆောင်ရှားကြပါတယ်။ဒီနေ့လည်းမိချောင်းအထီးနဲ့အမကချောင်းယူအတိုင်းအဆောင်ရှားထွက်လာကြပါတယ်။မိချောင်းထီကတော့သူ့ရဲ့မိန်းမအတွက်အစာဖမ်းယူပေးပါတယ်။ဒီနေ့မှာတော့မိချောင်းထီဟာသူပန်းရှူလာရတဲ့သားကောင်ကိုပေးပါတယ်။ဒါပေမဲ့သူပေးတာကိုမိမလှုပ်သူကမစားပါဘူး။မိကြောင်ထီလန်အံ့ဩသွားတာပေါ့။မိမမင်းငါပေးတာဘာလို့မစားတာလဲ။အစားအစာထဲမှာတခုခုရှိနေလို့လား။အခုပဲစားလိုက်ပါချစ်လေးရဲ့။အိုးအကိုကလည်းဒီအစားအစာကိုထပ်ပြီးတော့မစားချင်တော့ဘူး။ကျမမြောက်ရဲ့နှလုံးသားကိုစားချင်တယ်။အကိုမြောက်ကိုဖမ်းပေးပါ။မြောက်သားစားချင်တယ်အကို။မိကြောင်ထီကလည်းဇနီးဖြစ်သူရဲ့ချိုမြင်တဲ့စကားကိုကြားလိုက်ရတော့မိန်းမဖြစ်သူကစားလောင်နေပြီဆိုတာကိုရိတ်စားမိသွားပါတယ်။အခုဆိုရင်သူ့ရဲ့ဇနီးကလည်းကလေးမွေးလာတော့မှဖြစ်ပါတယ်။မိကြောင်ထီကလည်းသူ့မိန်းမစားချင်နေတဲ့မြောက်ကိုရအောင်ရှာဖွေဖမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီနောက်မှာတော့တနေ့မှာမိကြောင်ထီဟာမြောက်ကိုရေထဲကနေအသာစောင့်ကြည့်နေပါတယ်။မိကြောင်ထီကတော့အစာရှာဖွေဖို့တစ်ဖက်ကိုခုန်ကာသွားလာတတ်တဲ့မြောက်တွေကိုဘလို့ဖမ်းရမလဲဆိုတာကိုအကြံတွေထုတ်နေပါတယ်။မြောက်တွေရဲ့ခန္ဓာကိုယ်ကလည်းကြီးမားတန်မာပြီးတွက်လက်သလိုအဝေးကိုခုန်နိုင်ပါတယ်။နောက်ဆုံးမှာတော့မိချောင်းကြီးကသူ့ရဲ့မိန်းမစိတ်ချမ်းသာစေဖို့အတွက်အကြံစီတစ်ခုကိုတွေးလိုက်ပါတယ်။နောက်တနေ့မနက်စောစောမှာတော့မြောက်ကြီးတစ်ကောင်ကကြောက်တုံးပေါ်ကနေခုန်ရင်းတစ်ဖက်တောအုပ်လေးထဲကိုအစာရှာသွားပါတယ်။အဲဒီနောက်မှာတော့မိချောင်းကြီးကကြောက်တုံးတတုံးလိုမလုံမရှက်နဲ့အသာလေးညင်ရင်းနေပါတယ်။မိချောင်းကတော့သူ့ရဲ့ခန္ဓာကိုယ်ကိုကြောက်တုံးကြီးလိုလှုပ်ထားလိုက်ပါတယ်။အချိန်ခဏကြာတော့မြောက်ကအစာစားတော့ရင်ချောင်းဆက်ကိုရောက်လာခဲ့ပါတယ်။မြောက်ကတစ်ဖက်ကန်းကိုကူးခတ်ဖို့ကြည့်လိုက်တာသူ့ရဲ့အနီးဆုံးမှာကြောက်တုံးကြီးတတုံရှိနေပါတယ်။မြောက်ကလည်းအဲ့ဒီကြောက်တုံးကြီးကိုသေချာကြည့်လိုက်တာပုံမှန်ဖြတ်ကျော်နေတဲ့ကြောက်တုံးနဲ့မတူပဲကွဲပြားပြီးတော့ထူးဆန်းတဲ့အသွင်ပြင်ရှိနေပါတယ်။အိုးကြည့်ရတာဒါပုံမှန်မဟုတ်တာသိချတယ်။မြောက်ကြီးကအခုလိုစဉ်းစားမိရနဲ့တကယ်ကြောက်တုံးဟုတ်မဟုတ်ဆိုတာကိုစမ်းသပ်ခဲ့ပါတယ်။ဒီနောက်မှာတော့မြောက်ကြီးကသူ့ရဲ့အကြံတိုင်းကြောက်တုံးကိုမေးမြန်းခဲ့ပါတယ်။ဟေးကြောက်တုံးငါတော့အိမ်ကိုပြန်တော့မယ်ဒီနေ့နေကောင်းရဲ့လားကွာငါ့ကိုဖြေပေးပါအောင်။မြောက်ကပထမဆုံးချိန်မေးမြန်းလိုက်ပေမဲ့အတန်တွေကလုံးဝတိတ်ဆိတ်နေပါတယ်။အတန်တွေကလုံးဝတိတ်ဆိတ်နေတော့မြောက်ကြီးကဒုတိယချိန်ပြန်ပြီးတော့မေးကြည့်လိုက်ပါတယ်။အဲ့ဒီခါမှာတော့မြောက်ကတခြားဟာကိုပြောင်းပြီးမေးကြည့်လိုက်ပါတယ်။မင်းငါ့ကိုစကားတော့ပြန်မပြောပါလားကွာစိတ်ဆိုးနေရလားငါမေးတာနှစ်ချိန်ရှိနေပြီလေ။မြောက်ကအဲ့လိုမေးလိုက်တော့မိချောင်းကတန်တရားဝင်သွားပြီးအချိန်အတန်ကြောင်တွေးနေမိပါတယ်။သူ့ရဲ့စိတ်ထဲမှာတော့အရင်ကြောက်တုံးကြီးလဲမြောက်နဲ့တူတူအခုလိုစကားပြောပုံရမယ်လို့တွေးမိလိုက်တာပါ။မိချောင်းကလည်းသူဘာမှမပြောရင်မြောက်ကတန်တရားဝင်သွားမှဆိုတာကြောင့်သူလည်းစကားပြန်ပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။လာပါမြောက်ငါမင်းကိုစောင့်နေတာကြားပြီမြန်လာပါ။မိချောင်းကတော့မြောက်ကသူ့ရဲ့ကြောပေါ်ခုံလိုက်တာနဲ့ရှည်တဲကိုတခါလေးဆွဲချပြီးသူ့ရဲ့စနီးစီကိုရှူသွားဖို့အစင်သင့်ပြင်ထားလိုက်ပါတယ်။အဲ့ဒီချိန်မှာတော့မြောက်ကမိချောင်းကြီးဟာကြောက်တုံးတတုံးလိုလှုပ်ထားကြောင်းသိသွားတာပေါ့။မိချောင်းကတခြားဒရိစံတွေကိုလည်းကြောက်တုံးလိုဟန်ဆောင်ပြီးဖမ်းယူစားတော့ကြပါတယ်။မြောက်ကတော့သူ့ကိုယ်သူဘာလို့ရမလဲဆိုတာကိုတွေးလိုက်ပါတယ်။ဒီချောင်းကနေဖြတ်ကူးနိုင်ဖို့လိုနေပါတယ်။တစ်ချက်မှားတာနဲ့မိချောင်းအစာဖြစ်သွားနိုင်ပါတယ်။မြောက်ကလည်းတခြားရွေးချယ်စရာမရှိတော့တာကြောင့်ကိုယ့်ရဲ့ဉာဏ်ပညာကိုပဲအသုံးချရပါတော့မယ်။ခဏကြာတော့မြောက်ကမိချောင်းကိုလှမ်းအော်ကမေးလိုက်ပါတယ်။မင်းဟာမိချောင်းမလားငါ့ကိုမှန်တိုင်းပြောစမ်းပါ။မြောက်ကအခုလိုမေးလိုက်တော့မိချောင်းလည်းလှည့်စားလို့မရတော့မှန်းသဘောပေါက်သွားတာပေါ့။ဟုတ်တယ်ငါမိချောင်းပဲ။ငါမိမကလေးမွေးခါနေမြောက်သားစားချင်တယ်လို့ပြောလို့ငါအခုလိုလာဆောင်နေရပဲ။အိုးဟုတ်လား။ငါလည်းဟိုဘက်ကိုခုံသွားလို့လည်းလွတ်မှန်မထင်တော့ပါကွာ။ဒီတော့ငါမိမစားချင်နေတာရအောင်ငါကိုယ်တိုင်ပေးပါမယ်မင်းရဲ့ပါဆက်ကိုဟထားလိုက်ပါ
မိကြောင်ကမြောက်ရဲ့လှဲ့ကွက်ကိုမသိပဲအားရဝမ်းသာစွာနဲ့ပါဆက်ကိုဟထားလိုက်ပါတယ်။ညံကောင်းတဲ့မြောက်ကမိကြောင်တွေရဲ့သဘောတဘာဝကိုကောင်းကောင်းသိပါတယ်။မိကြောင်တွေကပါဆက်ဟလိုက်တာနဲ့မျက်လုံးတွေကမှိတ်သွားတာပါ။မိကြောင်ကတော့မြောက်ပြောတာကိုမစင်စားမိပါဘူး။ဒီအတိုင်းပါဆက်ကိုဟထားလိုက်ပါတယ်။လိမ္မာပါနဲ့တဲ့မြောက်ကတော့ချက်ချင်းပဲမိကြောင်ရဲ့ခန္ဓာကိုယ်ပေါ်ကနေခုန်ဆင်းပြီးတစ်ဖက်ကတောအုပ်လေးထဲကိုခုန်ဝင်သွားခဲ့ပါတယ်။မိကြောင်ကမျက်လုံးကိုပြန်ဖွင့်လိုက်တော့မှမြောက်ကတစ်ဖက်တောအုပ်လေးကိုရောက်ရှိတာကိုမြင်လိုက်ရပြီးသူလှည့်ဆောင်ခံခဲ့ရတာကိုသဘောပေါက်သွားပါတယ်။မြောက်ကတော့တစ်ဖက်ကန်းကိုအောင်မြင်စွာဖျက်ကျော်နိုင်ခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲမိကြောင်ဟာမြောက်ရဲ့ကျေလောင်တဲ့အော်ရီတန်ကိုကြားလိုက်ရပါတယ်။ပညာရှိဆိုတာဘာကိုကြောက်ရမှာလဲ။လိမ္မာပါနဲ့သူကတော့အခက်ခဲတွေကနေကြော်လွားနိုင်မှာပဲ။မင်းကိုကြည့်ရတာလူလိန်တယောက်ပဲပြီးတော့မင်းကအရှမ်းလဲတုံးတယ်အရှမ်းလဲအားတယ်ကွာဟ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 ာမြောက်ကအာပါတရရှိမောလိုက်တော့မိကြောင်လဲရှက်ပြီးတော့ရှည်တဲကိုအမြန်ငုတ်ဆင်းသွားပါတယ်ဒီနောက်ပိုင်းမှာတော့မိကြောင်လဲသူ့မိန်းမစီကိုပြန်သွားပြီးမြောက်ရဲ့အကြောင်းတွေပြောပြပါတယ်မြောက်ကအရှမ်းကိုထက်မြက်တယ်ညံရည်လဲကောင်းတယ်မိန်းမဒါကြောင့်လဲအန်ဒီရဲ့ကြားမှာရှင်သန်နိုင်တယ်ဒီလိုဆိုရင်လဲအကိုရှူလာနေကြအစားပဲညီမစားပါမယ်သွားပြီးတော့အချိန်မကုန်ခံပါနဲ့အဲ့ဒီနောက်ပိုင်းမှာတော့မိเจ้าတွေနဲ့မြောက်နဲ့သွားပြီးမဆွတ်ဖက်တော့ပါဘူးညရင်ညံသွေးကကွဲပြားသွားစေပါတယ်ကိုနေရနဲ့ကိုနေတာပဲကောင်းပါတယ်မြောက်တွေနဲ့လူသားတွေနဲ့တူညီတဲ့အရာဟာပတ်ဝန်းကျင်ကိုအကဲခတ်တတ်ပြီးအမြဲလိုစူးစမ်းလို့စိတ်ရှိနေတာပဲဖြစ်ပါတယ်ပတ်ဝန်းကျင်ကိုအကဲခတ်တတ်ပြီးတတိအမြဲရှိနေခြင်းကအန်ဒီယာတွေကနေကာကွယ်နိုင်ပါတယ်ဉာဏ်ပညာကိုအခြေအနေပေါ်အသုံးချနိုင်ခဲ့တဲ့မြောက်ဟာအသက်ဘေးကနေလွတ်မြောက်ခဲ့ရပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုဇလံကောင်းလေးတွေကိုစိတ်ဝင်စားရဆိုရင်တော့ကျမတို့ရဲ့ ZP Channel လေးကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်